လေးမျိုးတောင်ပိုင်းမှာရှိတဲ့ဗာလေကြံတာရွာမှာလားမသိဘူးအဲ့ဒီမျိုးတိမ်တိုင်းရွာပေါ့နော်အဲ့ဒီရွာမှာအရင်တော့ကဟွာပေါ့ရှေနေနဲ့သူတို့ပူပေါင်းပြီးတော့မှတိုက်ခိုက်ခဲ့တာဖြစ်မယ်ထင်တယ်အောင်မြင်စွာနဲ့သူတို့တိမ်နိုင်ခဲ့တယ်ကျွန်တော်တို့ဝမ်းတာပါတယ်ဒါပေမဲ့လည်းမနေ့တနေ့ကပဲကျွန်တော်တို့တနေ့ပြန်ကြားလိုက်တာကအဲ့ဒီရွာကိုကျွန်တော်တို့ CDF-KKG ရေးဖို့တွေကပြန်လဲနောက်ဆုတ်ပေးလိုက်ရတယ်ပေါ့လေတကမကပြန်တက်လာတော့ကျွန်တော်တို့ပြန်လဲနောက်ဆုတ်ပေးလိုက်ရတယ်လို့ပြောတယ်အဓိကသူတို့ပြန်လဲနောက်ဆုတ်ပေးလိုက်ရတဲ့ရွေအကြောင်းကြီးကသူတို့ဘာကြောင့်နောက်ဆုတ်ပေးလိုက်ရတယ်လဲဆိုလို့ရှိရင်လင်းနေခင်းရမလို့လောက်မှုကြောင့်နောက်ဆုတ်ပေးလိုက်ရပါတယ်ဆိုမှကျွန်တော်တို့ပြောတာကြားတယ်ပေါ့လေအဲ့ဒီပုံမှာလဲ CDF-KKG ရေးဖို့တွေ2ယောက်လား3ယောက်လားမသိဘူးကြာဆုံးတာတွေရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့စိတ်မကောင်းပါဘူးအဲ့ဒီဟာကိုကျွန်တော်ကထောက်ပြီးပြောချင်တာကအခုကျွန်တော်တို့လက်ရှိချင်းမီတွေမှာကျွန်တော်တို့မရာဒေတာကိုလည်းအဓိကအနေနဲ့ကျွန်တော်မရာဒေတာမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဘယ်တော့မှကြီးကုံနေလေရေလို့မရှိဘူးသူတို့ drone ဆိုရင်လည်းကျွန်တော်တို့ချီလာတယ်ကျွန်တော်တို့ကပြစ်ချတယ်နောက်တနေ့ဆိုရင်အတစ်ပေါ်လာတယ်နောက်တနေ့ဆိုပေါ်ရှင်းမိတာတွေပေါ်ပြီးတော့မှလွတ်လာနိုင်တယ်ကျွန်တော်တို့ရှိမှာဗောလေကျွန်တော်တို့အချင်းချင်းမှာဆိုရင်လေသူတို့အနေနဲ့အဲ့ဒီကျွန်တော်တို့မရာဒေတာမှာအတုံးပြူးနေတဲ့ဒီလက်နဲ့ခင်းရမ်းတွေ drone တွေဘုံတီးတွေကိုဒီကလေးမျိုးတွေမှာဖြစ်ဟိုဖက်တွေဖြစ်မှာဖြစ်ကျွန်တော်တို့ဒေါ်လာရေးဖို့တွေဖြစ်တဲ့ဒီစကားမနဲ့တိုက်ပွဲဝင်နေတဲ့တူတွေချီမှာထောက်ပိုးပေးလိုက်လို့ရှိရင်ရောအရှင်မပြေဘူးလားအချင်းချင်းကြမှာအတုံးပြူဒီတပ်ဖြတ်ဖို့အတွက်တုံးတာထည့်စားလို့ရှိရင်တော့ဒီဘုံရန်တူဖိတဲ့စကားမကိုတုံလာတဲ့အခါမှာတုံးပြူလိုက်လို့ရှိပေါ်ပြီးတော့မှမတင်တော့ဘူးလားလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့ဒီဟာပဲတစ်စက်သေးမှာပဲကျွန်တော်တို့ဒီဘောလေဒီအခုလောလောလတ်ပေါ့လေဟာခါရဘဖြစ်ထန်တလာပဲဖြစ်ထန်တလာဆိုအလွတ်ကြီးဘာမှမရှိတော့ဘူးအလွတ်ကြီးရွာမျိုးလက်အကုန်လုံးပြတ်သွားပြီတော်တော်စိတ်မကောင်းဖြစ်ရတယ်မျိုးလက်ပြတ်သွားပြီထန်တလာလည်းအလွတ်ကြီးရှိနေသေးတယ်ဟိုမှာပြီးလို့ရှိရင်ဗာလဲဟိုဘောတိတိမ်လည်းရှိပါသေးတယ်တိတိမ်တော့ထားလိုက်ပါအောင်ကျွန်တော်တို့ CB နဲ့ဖွဲ့တွေဖြစ်တယ်ဆိုတော့ဟိုဘောထန်တလာရှိမယ်ဟာခါရှိမယ်ပေါ့လေကြားမှာစခန်းတွေအများကြီးရှိတယ်ပေါ့ဟာခါတော့ဥမာလူတွေရှိတော့နိနာမှာမို့လို့မတိုက်ဘူးဆိုရင်ထားလိုက်အောင်ရတယ်ကျွန်တော်တို့အဲ့ဒါနားလည်ပေးလို့ရသေးတယ်အခုကထန်တလာမြို့ပြကြီးလုံးဝဖြစ်သွားပြီတော်တော်စိတ်မကောင်းဖြစ်ရတယ်ထန်တလာမြို့ဟာအင်မတန်မှတာယာပြီးတော့မှလူနေဖို့တော့လေတော်တော်လေးကိုတာယာတဲ့မြို့ဖြစ်တယ်ဒါပေမဲ့အခုတော်တော်လေးဘာမှမရှိတော့အဲ့ဒီမြို့ပေါ်မှာအခြေကျနေတဲ့စကားမအဖွဲ့တွေတော့မတိုက်ဘူးကွာပြည်သူလူထုလည်းညနာရှာမရှိတော့ဘူးရေးဖို့ရှင်းမဲ့ကျွန်တော်တို့နေရမယ်တဘောတရားမှာတော့မလုပ်ဘူးဟုတ်ပြီဟာခါဘာလို့မတိုက်တယ်လဲဘာဖြစ်တယ်ညာဖြစ်တယ် online မှာအများများမေးတဲ့အခါကျတော့ तू ကဘယ်လိုဖြေတယ်လဲဒါပြည်သူလူထုတွေပါတယ်နိနာမယ်မညာပြောတယ်ဒါကျွန်တော်နားလေပေးမယ်ဟုတ်ပြီပြည်သူလူထုရှိလို့ပေါ့နားလေပေးလို့ရတယ်ထန်တလာမရှိဘူးနော်ထန်တလာမှာပြည်သူလူထုမရှိဘူးနော်အခုစကားမအဖွဲ့တွေပဲရှိတယ်အဲ့ဒါဟာတော့မတိုက်ဘဲနဲ့ကျွန်တော်တို့မရာဒေတာတွေအချင်းချင်းတွေဖြစ်တဲ့ဒီကမ်ပလက်တို့ကျွန်တော်မရာတို့တိုက်တော့မယ်ဆိုရင်တော့အင်အားတွေများလိုက်တာမှမနေမနှောလက်နဲ့ခင်းရတယ်ကောင်းတလားမပြောနဲ့အတုံးပြလိုက်တာမှကြီးတယ်မို့နော်ပေါ်အရင်ပေါ်တယ်ဗောလေဆိုတော့ဒါတွေကိုကျွန်တော်တို့တွေးလိုက်ပြီစဉ်းစားလိုက်ပြီဆိုလို့ရှိရင်တော့တော်တော်လေးကိုမှရုပ်လို့ပုံနေပြီပေါ့ရုပ်လို့ပုံနေပြီတကယ်ကိုရုပ်လို့ပုံနေဖြစ်တယ်ဘာကိုရုပ်လို့ပုံတယ်လဲဆိုလို့ရှိရင်တော့ဒီစကားမအဖွဲ့နဲ့ဒီလူတွေနဲ့ကပူပေါင်းမှလုံနေတယ်ဆိုတာကတော်တော်လေးကိုရုပ်လို့ပုံနေပြီဖြစ်တယ်ကျွန်တော်တို့တစ်ချက်လောက်ဒီနိုင်ငံမြန်မာနိုင်ငံရဲ့တမိုင်းကိုတစ်ချက်လောက်ပြန်တွားကြည့်မယ်ဆိုလို့ရှိရင် NCA လက်မှတ်ကိုပထမအဦးဆုံးထိုးတာဘာတူလဲတူပဲနောက်ဆုံးမှဒီတူပဲပထမဆုံးထိုးတာပဲအဲ့ဒီကျွန်တော်ကတိုင်းရင်းသားတော်တော်များအားလုံးကရှေ့နဲ့တိစာဖောက်ရလို့တော်တော်များဆွပြောဆိုနေကြတာပဲဆိုတော့အဲ့ဒီဟာတစ်ချက်ဒုတိယအနေနဲ့ဟိုဝါရောင်းဆိုတဲ့ fundraising ကိုလိုက်ရှာဖို့ပြင်မှာမို့လေသူတို့ရဲ့ဒီချင်းလက်ကောင်စီအဖွဲ့ဝင်တွေရဲ့ချင်းလက်ကောင်စီထက်ကဒီဒုဥက္ကဋ္ဌတယောက်ပြောသွားတာကျွန်တော်ကြားလိုက်တယ်။ဘာကြားလိုက်တယ်လဲဆိုလို့ချင်း CDF ထန်တလာအနေနဲ့ထန်တလာမျိုးမပြတ်ခင်ပေါ့လေထန်တလာမျိုးမပြတ်ခင်ပေါ့ထန်တလာမျိုးကိုတင်ဖို့အတွက်တိုက်ဖို့အတွက်ဒီ CNA ကအမိမပေးခဲ့ဘူးလေလောကမပေးခဲ့ဘူးလေသူတို့ဟာသူတို့တိုက်လောက်ခုလိုပြတ်တာတဲ့အဲ့လိုပြောတာနော်သူတို့ဘာတော့ online စာငွေရှာတဲ့ခါမှာနော်တဲ့ပြောတာကျွန်တော်တို့ ਨੇ ပူပေါင်းပြီးတော့မှတိုက်တာလည်းမဟုတ်တော့လို့ကျွန်တော်တို့အမိတ်ပေးပြီးတော့မှသူတို့တိုက်တာမဟုတ်ဘူးတဲ့ပြောရှင်းထားလိုက်တော်တော်ရင်နာဖို့ကောင်းတယ် CDF ထထလာရေးဖို့တွေရှင်းထားရင်တော်တော်ရင်နာမယ်ထင်တယ်ကျွန်တော်တို့တော်တော်ရင်နာတယ်သူတို့ဖျက်တွေးပြီးတော့လေဒါပေမဲ့အဲ့ဒီမြို့တိန်တိုင်းပွေးတာအောင်မြင်ကြည့်လိုက်ဘတူနာမည်ခံတော့မလဲ
သူတို့ပဲဒါငါတို့ဦးဆောင်လို့ပါငါတို့ရှင်နေပဲဟိုဖြစ်လို့ဒီဟာဖြစ်လို့ဆိုတော့တပုံမျိုးနဲ့ပြန်ဟိုသွားပြောမှာတပုံကအဲ့လိုပုံစံမျိုးပြန်ဖြစ်အောင်မှာဆိုတော့ဒီဟာကကြီးလိုက်မယ်ဆိုလို့ရှိရင်ဟိုနိုင်ငံရေးသူတို့ကတာရီပေါင်းမယ်ဟိုညာရီစားမယ်ဆိုတဲ့တဘောပုံစံမျိုးနဲ့တွားနေတာဖြစ်တယ်ပေါ့လေဆိုတော့ဟိုဒေါ်လာရေးနိုင်ငံရေးလုပ်တယ်ဆိုတာကဒီအမျိုးသားရေးအတွက်ကောင်းကျိုးဖြစ်စေတဲ့အရာတွေမှန်တမ်းတော့ကျွန်တော်တို့တာရင်တော့ပေါင်းရမှာပဲမှန်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုပေါင်းတဲ့အခါမှာတစ်ဖက်လူတွေမနှိနာဖို့လိုအပ်တယ်ကိုပဲကိုအာနာကြီးဖို့ပဲမဟုတ်ပဲကိုအာနာကြီးဖို့ကိုအဖွဲရှိတိုးတက်ဖို့ကိုအဖွဲရှိတစ်ခုတည်းပဲเนาะကျန်တဲ့အဖွဲရှိတယ်မကြည့်တော့ကိုကိုရဲ့ပါဝါတက်ဖို့ကိုအဖွဲရှိတိုးတက်ဖို့ကိုလူမျိုးတစ်မျိုးတည်းတိုးတက်ဖို့နဲ့ထိုးတက်ဖို့နဲ့အဲ့လိုမျိုးတွေးပြီးတော့မှဟိုဘယ်လိုပြောရမလဲဟိုလောဘဘယ်လိုပြောရမလဲအတ္တကြီးကြီးပေါ့လေအတ္တကြီးကြီးနဲ့ကျွန်တော်တို့အဲ့လိုမျိုးဒေါ်လာရေးကိုဥတီလိုက်မယ်ဆိုလို့ရှိရင်ဒါမှားယွင်းတဲ့လမ်းရှင်တစ်ခုဖြစ်သွားပြန်ပြီအဲ့လိုလည်းမဟုတ်ပြန်ဘူးကိုလူမျိုးတိုးတက်ဖို့ပြီးလို့ရှိရင် data ဖွံ့ဖြိုးတိုးတက်ဖို့တော့မှန်တယ်ဒါပေမဲ့လည်းအဲ့ဒီဟာကတစ်ဖက်လူကိုလည်းအကျိုးမနှေးเสียရဘူးတစ်ဖက်လူအတွက်လည်းအကျိုးကတဖြည်းဖြည်းနဲ့ရှိเสียရမယ်တစ်ဖက်လူလည်းအကျိုးရှိရမယ်ဖြစ်တယ်လို့ကိုလူမျိုးကို data အတွက်လည်းအကျိုးရှိရမှာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အနေနဲ့ဒီထောက်ပြပြောဆိုချင်တာမို့လေကျွန်တော်တို့အဓိကတော့သူတို့ရဲ့စကားလုံးတွေကိုကျွန်တော်ပြန်ပြီးတော့မှcomment ပြန်ပေးချင်တာလည်းပါပါတယ်အဲ့ဒီမှာနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်သူတို့ရဲ့ပြောဆိုမှုပိုင်းမှာကျွန်တော်လုံးဝအခုချိန်ထိအခဲမကျေတဲ့ဟာတစ်ခုရှိတယ်အာဒီအာရကာအာမီမို့လေအာရကာအာမီအနေနဲ့အာကျွန်တော်တို့ရှင်းလဲကောင်ချီကကောင်းဆောင်တွေကဆက်တွေ့လို့မရဘူးလို့ပြောကြတယ်ဆက်တွေ့လို့မရတော့ကျွန်တော်တို့မတိုက်ချင်မှုတပွဲပုံမှာပဲဆွေးနွေးချင်တယ်ဆက်တွေ့ကြတယ်ဗောလေအဆက်တွေ့မရနိုင်လို့ကျွန်တော်တို့မဆက်တွေ့နိုင်ခဲ့ဘူးလို့ပြောတယ်ဟုတ်ပြီထားပြီဟုတ်ပြီသူတို့မဆက်တွေ့နိုင်ဘူးreply မပေးဘူးဆိုတာရှိတယ်ဒါပေမဲ့အာရကာမြေတဘောထားတော့ကျွန်တော်မသိပင်ပဲလေတစ်ဖက်ကကျွန်တော်နားလေတဲ့လောက်လူဖြစ်တဲ့အတွက်ဗောလေလူဖြစ်တဲ့အတွက်လူလိုကျွန်တော်နားလေတဲ့လောက်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့စကားမပြောခင်မှာတဲ့အောင်ပေါက်သလားတဲ့အောင်ပြောသလားဆိုဘယ်တော့မှတဲ့အောင်မပြောခဲ့ဘူးဘယ်လိုပြောတယ်လဲအော်အမျိုးမျိုးဖို့လေ online ကနေတိုက်ခိုက်တယ်ဝေဖန်တယ်ပုတ်ချတယ်ဗာဖြစ်တယ်ညာဖြစ်တယ်ပြောပြီးနောက်နေ့ကျမှစကားပြောမယ်တော့ဖြစ်တယ်လို့ဘယ်သူကလက်ခံမလဲကျွန်တော်လည်းလက်ခံမှာမဟုတ်ဘူးဒီကိစ္စနဲ့ပတ်သက်ရင်တော့အဲ့ဒီဟိုဘောကျွန်တော်ရှေ့တဲ့ CNF ရဲ့ဥက္ကဋ္ဌဘူးရင်ကျုံကိုနိုင်ပြောတာပဲကျွန်တော်တို့ CB operation နေနဲ့မတူပြီးမျိုးတိမ့်တိုင်းပွဲလို့တို့ကသူတို့နောက်ကနေဝင်ပစ်တယ်အဲ့လေဝင်ပြတဲ့အချိန်မှာတိုက်ပွဲဖြစ်ကြတာပေါ့လေကျွန်တော် CB ရဲဘော်တွေနဲ့ဒီပူပေါင်း CB ရဲဘော်ပူပေါင်းတပ်ဖွဲ့တွေနဲ့ဒီ CN ပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ကြတာပေါ့တိုက်ပွဲဖြစ်တော့သူတို့အဲ့ဒီ CNF ဥက္ကဋ္ဌကိုတိုင်ကဟိုပါပေါ့အမေရိကန်နိုင်ငံကိုရောက်တဲ့အခါမှာဖျားเจ้าပါမို့နော်ပေါ်တီကြီးကိုလိန်ပြောတာဘလို့ပေါ်တီကြီးကိုလိန်ပြောရလဲဆိုရင်တော့အဲ့ဒီတိုက်ပွဲမှာလည်းအာရကာအာမီက900တည်တယ်တဲ့900အယောက်900တည်တယ်3000ကျော်တိုင်ဟာရတယ်လို့ပြောတယ်သူကအဲ့ဒီမတူပြီးတိုက်ပွဲတော့ဆိုတော့ဒီလိုမဟုတ်မမှန်ဆွဆွပြီးမှပြောနေတဲ့ဟာတွေကသူတို့ကောင်းဆောင်ကြီးကိုယ်တိုင်ကဒီလိုပြောနေမှာတော့ဟိုဖေကတစ်ဖက်ကလူလက်ခံဖို့ဆိုတာလဲအင်မတန်ခန့်ရင်းမဲ့အနေထားတစ်ခုကိုရောက်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်ချင်တယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီချင်းပြည်နယ်လို့အတွက်ငင်းချမ်းတဲ့ဒီဖြစ်ရှင်ပြန်ဖြစ်နိုင်ဖို့အတွက်နဲ့ပြန်လေရှင်းလုံးနိုင်ဖို့အတွက်ကဒီတစ်ဖွဲ့နဲ့ပြောတဲ့စကားပြောတဲ့အခါမှာဒီမဟုတ်တဲ့ဟာပေါ့နော်မဟုတ်တဲ့ကိုလောက်ရမဟိုအဖွဲလောက်ရမလောက်တဲ့ဟာကိုလောက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ तू အဖွဲသူ့ကိုယ်တိုင် तू လောက်ခဲ့ရင်လေ तू လောက်တဲ့အတိုင်းကိုအမှန်တိုင်းပြောပြီးတော့မှနောက်တစ်ခါဒီလိုမလုပ်ဖို့အတွက်ကိုအမှန်တရားကိုထောက်ပြပြီးတော့မှကျွန်တော်တို့အနေနဲ့လမ်းညွန်ပေးကြဖို့တစ်ဖွဲ့နဲ့တစ်ဖွဲ့လမ်းညွန်ပြီးမှဖေးမပေးကြဖို့ကိုလည်းကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ချင်းဒီလုံပဲကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့तू မလုပ်တာလဲကိုကဟုတ်အလုပ်တယ်လို့ပြောကိုမလုပ်တာလဲ तू ကလုပ်တယ်လို့ပြောပြီးမှတယောက်နဲ့တယောက်အမုန်းစကားနေမယ်ကျွန်တော်တို့တွားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းပင်လေရဲ့ရှင်းလုံးဖို့အတွက်နဲ့ကျွန်တော်တို့ချင်းပင်လေမိဘပီတူလူထိုးတို့ရဲ့ဒီအိုးအိမ်လုံခြုံမှုကအင်မတန်မှဝေးနေပါလိမ့်မယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ချင်းပင်လေကမြန်မာနိုင်ငံမှာအရှင်းရုပ် data လေးဖြစ်တယ်လို့အင်မတန်မှလက်ခက်ခဲတဲ့ data ဖြစ်တယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ချင်းပင်လေတွင်းမှာရှိတဲ့ဒေါ်လာရဲ့
တပ်ဖွဲ့အားလုံးအနေနဲ့ရှင်းလုံးပြီးတော့မှချင်းပင်တွေကိုလည်းပြန်လည်တည်ဆောက်ဖို့အတွက်ကျွန်တော်ပြောချင်တယ်ဒီအချိန်မှာကျွန်တော်တို့အချင်းချင်းကြားမှာကျွန်တော်ရှင်းနေနေနဲ့ကျွန်တော်ဒီရှင်းလက်ကောင်စီအဖွဲ့CDF မိခံမို့လေရှင်းလက်ကောင်စီအဖွဲ့တွေနဲ့ဒီမရာမိခံ CDF မိခံနေမို့လေဒီမရာဒေတာဝင်တိုက်နေတာတို့ဘာဝင်လုံနေတာတို့ကိုကျွန်တော်တို့ရက်တက်ကန်ရက်တိပြီလို့ကျွန်တော်ကတော့ဒီထက်ပိုဆိုးလာမယ်ဒီထက်ကျွန်တော်တို့အချင်းချင်းကြားမှာတွဲကွေးပြီးတော့မှကျွန်တော်တို့ချင်းချင်းပဲကြိုက်နေကြလို့ရှိရင်နွားကွေးလေကြားဆွဲဆိုတယ်လို့ပဲဒီအခုစတာကမှလည်းကျွန်တော်တို့ချင်းမြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းတာအနေနဲ့သူလှုပ်ရှားနေတဲ့အတိုင်းတာကိုလည်းလူတိုင်းအားလုံး TV ဖြစ်တယ်ကျွန်တော်ချင်းပင်တွေကိုလည်းအချင်းမရပြန်လဲအခြေချပြီးတော့မှနေရာဆုံးကိုလည်းသူတို့ခြေဆုံးချနိုင်တဲ့အနေအထားမှာရှိနေတယ်အနေအထားတစ်ခုရောက်နေပါတယ်ဆိုတော့ကျွန်တော်တို့ချင်းပင်တွေအတွင်းမှာရှိနေတဲ့ဒီဒေါ်လာပီတူဒေါ်ပဲဖြစ်ပေါ့လေဒေါ်လာရဲ့ရေးပေါ်အားလုံးအဖွဲ့အစည်းတီပဲဖြစ်ကျွန်တော်တို့ချင်းနေနဲ့တေချာလေးရှင်းစားပြီးတော့မှဒီကျွန်တော်ချင်းပင်တွေကိုရှင်းလုံးနဲ့ညီညွတ်ရှိဖို့အတွက်ကိုကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲလှုပ်ဆောင်တည်တဲ့အချင်းတစ်ခုကိုတော့ရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမရာဒေတာရဲ့အခြေအနေလေးကကျွန်တော်တို့ဒီနောက်ဆုံးကျွန်တော်တို့အများပြည်သူဒီမိမပြည်သူတရဲလို့ကိုကျွန်တော်နောက်ဆုံးမရာဒေတာရဲ့အခြေအနေလေးကပြောချင်တာကဒီကျွန်တော်တို့ဒီဇိုရိုအဖွဲ့တွေပေါ့လေဒီသူတို့ငင်းချရဲ့အဖွဲ့ဒီအိန္ဒိယအခြေစိုက်ဇိုရိုငင်းချရဲ့အဖွဲ့တွေကကျွန်တော်တို့ ਨੇ စကားပြောဖို့လဲကန့်လှတယ်လို့CDF နဲ့ကန့်လှခဲ့ပါတယ်အဲ့ဒီဟာကို CDF ကဒီစက်တမ်ဘာလ9ရက်နေ့မှာသူတို့ပြောခဲ့ကြတယ်ထင်တယ်ကျွန်တော်တို့ ਨੇ က20ကျော်လောက်မှာကျွန်တော်တို့20မှာကျွန်တော်တို့ ਨੇ 21မှာကျွန်တော်တို့ ਨੇ တွေ့ခဲ့တယ်သူတို့19ရက်နေ့အဲ့ဒီငင်းချရေးနဲ့ပတ်သက်ပြီးမှ19ရက်နေ့မှာကျွန်တော်တို့ဟိုပါပေါ့ဆွေးနွေးပြီးနောက်ပိုင်းမှာကျွန်တော်တို့ချီကို20ရက်နေ့မှာလာပြီးတော့မှချက်ချင်းပြောလေသူတို့အဲ့ဒီဇိုရိုငင်းချရဖွင့်နေ CDF နဲ့ကတွေးပြီးတော့ပြီစကားလေးပြောပြီးတော့ပြီဒါပေမဲ့လည်းအဲ့ဒီစကားသူတို့ပြောတဲ့အထက်မှာပါတယ်လေဆိုလို့ရှိရင်အဲ့သူတို့ငင်းချရအဖွင့်တွေစကားပြောပြီးနောက်ပိုင်းကနေစပြီးတော့မှလုံးဝဘယ်လိုပြောရမလဲတယောက်နဲ့တယောက်အပြစ်ခတ်မလို့ရဘူးဆိုတာသူတို့ဘယ်လိုပြောမလဲနှုတ်နဲ့ကတိကဝတ်ပြုခဲ့ကြတယ်ဗောလေအဲ့ဒီဟာပြုပြီးတော့မှအဲ့ဒီဟာအောင်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတော့မှဇိုရိုငင်းချမ်းရဲ့အဖွဲ့အနေနဲ့ဆက်လက်ပြီးတော့မှကျွန်တော်တို့ဒီနှစ်ဖွဲ့အကြောင်းကိုဆက်လက်ပြီးတော့မှပူးပေါင်းနိုင်ဖို့အတွက်ကိုကျွန်တော်ဆက်လက်ဆောင်ရွက်မယ်ဆိုပြီးမှသူတို့ကတိကဝတ်ပြောခဲ့တာတွေရှိတယ်ဗောဒါပေမဲ့လည်းသူတို့19ရက်နေ့မှာတွေ့ပြီးတော့မှနောက်20ရက်နေ့မှာချက်ချင်းပဲကျွန်တော်တို့ရဲ့ရေးပေါ်တွေရဲ့ဒီခြေကုပ်စခန်းတွေပေါ့လေအဲ့ဒီကိုလာပြီးတော့မှချက်ချင်းလာပစ်တယ်ပေါ့လေဒရုန်းနဲ့လာပစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖေးကတော့စဖောက်တာမဟုတ်ဘူးเนาะသူတို့19ရက်နေ့ပြောကျွန်တော်တို့တောင်စကားမပြောရသေးဘူးကျွန်တော်တို့က27မှာစပြောတာဆိုတော့သူတို့ ਨੇ ပြောပြီးမှသူတို့ကစဖောက်တာဖြစ်တယ်ဆိုတော့အဲ့ဒီဇိုရိုငင်းချရဲ့အဖွဲ့ရဲ့ဒီဥဆောင်မှုငင်းချရဲ့ဟာလဲဘယ်လိုပြောရမလဲတေးထဲရီတုံတလိုမျိုးဖြစ်နေသလားလို့ကျွန်တော်တို့တော့တွေးတာပေါ့လေဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအခြေအနေအတိုင်းအတာတစ်ခုထိကိုရောက်ရှိနေတဲ့အနေအထားမှာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီသူတို့အနေနဲ့ကတော့ပုံမှန်ရှီရလှုပ်ရှားမှုနဲ့တိုက်ခိုက်ရေးတွေကတော့အရှင်ပြည့်ကျွန်တော်တို့မရနေကိုလည်းလှုပ်လက်ရှိနေတဲ့အနေအထားမှာရှိတယ်ပေါ့လေကျွန်တော်တို့ကတော့ဒီတိုင်းအခြေအနေတစ်ခုကိုစောင့်ကြည့်ရတဲ့အနေအထားမှာတော့ရှိနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နောက်ဆုံးဒီကျွန်တော်တို့မိဘပီတူလူထုတရဲလုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒီCB ညီကိုရီးယားပုံမှာရက်တီပေးပြီးတော့မှဒီနေ့ထိတိုင်ပူပေါင်းပါဝင်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ရှင်းပါတယ်အခုနကျွန်တော်ပထမဆုံးမှာပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်တို့ CB နေကိုယုံကြည်ပြီးတော့မှအနာပေးကြတဲ့မိဘပီတူတွေအတွက်ကျွန်တော်တို့ချင်းပီနေကိုလည်းဒီထက်ပုံမကောင်းမွန်တဲ့ချင်းပီနေဒီထက်ပုံမရှင်းလို့တဲ့ချင်းပီနေဒီဖက်ပုံမတိုးတက်တဲ့ချင်းပီနေအဖြစ်ယူဆောင်လာပေးပါမယ်ဇင်းလမှာထူထန်ဒန်းထွန်ကန်တုံးဆာလ်ဒင်း